ဒီနေ့ရဲ့သတင်းကတော့စင်မချမ်းမြေတရားသတင်းတစ်ခုလည်းဖြစ်ပါတယ်။စာသားဝိုင်းရှင်လူငယ်တို့ဟာအကြီးပြဿနာကိုဖြေရှင်းလို့မရတဲ့အတွက်စိတ်တည်စည်းမှုလုပ်ခဲ့ပြီးသူ့ဘဝကိုအဆုံးစီရင်သွားခဲ့တာပါ။သူဟာကိုယ်ပိုင်ကားထဲမှာပဲအဆုံးစီရင်ခဲ့တာဖြစ်ပြီးဆွေမျိုးများကလည်းတည်ဆုံမှုအပေါ်တိုင်တန်းတာမျိုးမရှိခဲ့ပါဘူး။အနည်းဆုံးကားပေါ်မှာ12နာရီကြာတည်ဆုံတယ်လို့ခန့်မှန်းရပါတယ်။သတင်းသေးသေးကိုနောက်ပိုင်းမှာဆက်လက်နားဆင်နိုင်ပါလေခင်ဗျာ။ဒီလိုသတင်းမျိုးတွေကိုနေ့စဉ်နဲ့အမျှပုံမျိုးများကြတာလို့လည်းတွေ့နေရပါတယ်။ကိုယ်တိုင်မကြုံရရင်တော့ဘယ်လိုခံစားရမလဲဆိုတာကျွန်တော်တို့မသိနိုင်ပါဘူးနော်။ကိုထုံးကအလုပ်တစ်ခုရထားခဲ့ပါပြီ။ထိုလုပ်ကတော့အာမခံရောင်းတဲ့အယောင်သမားလေးဖြစ်ပါတယ်။အာမခံရောင်းဖို့ဆိုရင်ကားကောင်းကောင်းတစ်စီးတော့ရှိဖို့လိုတယ်ကွာ။အေးအဲ့ဒါကြောင့်ငါတို့ကားဟောတစ်စီးရှာပြီးအရေးကြနေဝယ်ပြီးစီးရအောင်။မင်းမကျွန်တော်များတဲ့ငွေကြီးဘယ်ရရှိလို့လဲတကယ်ကြီး။ဟာကွာမင်းကလေအခုခေတ်မှာကားဟောင်းတွေကိုစီရင်ငွေမလိုပဲထုတ်လို့ရနေပြီကွာကားရှုံးနေစီမှာတစ်လကို10